မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဖေဖော်ဝါရီလ20ရက်တနင်္ဂနွေနေ့အတွက်မယုပရိသတ်စီစဉ်ကို Facebook နဲ့ YouTube စာမျက်နှာမှာတဆင့်တင်ဆက်ပေးနေပါပြီကျွန်တော်အောင်ကြပါတူရကီသမ္မတ Recep Tayyip Erdogan ရဲ့သား Bilal Erdogan နဲ့ကမ္ဘာကျော်ဘောလုံးကစားသမား Mesut Ozil တို့ဟာဖေဖော်ဝါရီလ19ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိရိုဟင်ဂျာဒုက္ခသည်စခန်းသို့တွားရောက်လေဖက်စဉ်2019ခုနှစ်ရိုဟင်ဂျာအတိုင်းအဝန်ကြားသူရဲကောင်းအဖြစ်လေးစားကန်ရသူ Mohammad Ayub နဲ့တွဲဆုံခဲ့ကချီချူအားပဲစကားတွေပြောကြားခဲ့ကြောင်းသိရှိထားပါတယ်2019ခုနှစ်တွင်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မြန်မာစစ်တပ်ကရိုဟင်ဂျာလူမျိုးတွေအပေါ်လူမျိုးတုံးတပ်ပြတ်မှုကျူးလွန်ခဲ့ကနေတစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးလာစဉ်မိုဟာမက်အာယူဟာတက်ကြီးရွယ်ကိုမိဘနှစ်ပါးကိုဆွန့်ပစ်တာခြင်းမပြုဘဲချင်းတောင်းနှလုံးရှင်ပကုံးပေါ်တန်းဆောင်ကတောတောင်အုပ်အထက်ထက်တွင်ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဒေသတွေနဲ့အသက်အန္တရာယ်တွေပြင်းထန်နေတဲ့လမ်းကြောင်းများကို15ရက်တိုင်ပြတ်တန်းခဲ့ရကြောင်းသိရပါတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်အစ္စလာမ်ဘာသာဝင်တွေပလီဝဲပြိုးပေါ်ပိတ်ကော်တဲ့အတန်ဖြစ်ညအချင်းတွင်ဆေရီဥပဆောင်ပေါ်လူတွေအားအဲရမှာနိုးစေတဲ့ကော်တန်ဖြစ်အတန်63ရင်းမကော်ရန်နှင့်ရိုဟင်ဂျာအတိုင်းဝန်အားရခိုင်အကြမ်းဖက်စစ်သွေးကြွားတပုံအေကထားမြင်ထားတယ်လို့ဒေသခံတွေကပြောဆိုပါတယ်တော်လည်းတက်များကတင်းချုပ်အစုံမထားသောနေမြေများကိုအာမခံချက်ပြေဝသည့်လွတ်မြောက်နေမြေများအဖြစ်ဆက်လက်ဖော်ဆောင်ကြတဲ့အမျိုးသားရင်ယွန်းရဲ့အဆိုအရ NUG ယာယီဒူဝါလာချီလာကထိုက်တွန်းပြောဆိုခဲ့ပါတယ်။ BNR ရဲ့အဖွဲ့ကောင်းဆောင်နိုင်လင်ခနဂါနဲ့၎င်း၏မိသားစုဝင်များဥပဒေပေါင်းအတွင်းသို့လက်နက်ခဲယမ်းများနဲ့အထူးအလင်းဝင်ရောက်လာခဲ့ပြီးနောက်ယနေ့ဖေဖော်ဝါရီ20ရက်နေ့တွင်လည်း BNR ရဲ့အဖွဲ့၏ဒုကောင်းဆောင်အပါဝင်အဖွဲ့ဝင်9ဦးထပ်မံအလင်းဝင်လာခဲ့ကြောင်းသိရှိထားပါတယ်။ BNR ရဲ့အဖွဲ့၏ဒုအဖွဲ့ကောင်းဆောင်တဦးတတိယတာဝန်ခံတဦးအဖွဲ့ဝင်9ဦးတို့သည်လက်နက်မျိုးစုံ9လက်ဆက်ဆက်ပစ္စည်းများနှင့်အထူပလင်းမျိုးနှင့်အတွင်ရှိလုံခြုံရေးတပ်စကန်တစ်ခုထံသို့ဆက်သွယ်တည်င်းပို့၍အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိထားပါတယ်။အေရန်ကိုတိုက်ခိုက်မိစစ်စေးများအတွက်ပြည်တင်လေတပ်စခန်းကိုအသုံးပြုပေးရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏တောင်းဆိုချက်ကိုပြည်ထောင်ဝန်ကြီးချုပ်ကီယာစတာမာကပေးချခဲ့ကြောင်းအစိုးရသတင်းရင်းမြစ်များကိုကိုးကားပြီးပြည်တွင်းမီဒီယာများကပေါ်ပြခဲ့ပါတယ်။ထို့သောခွင့်ပြုလိုက်ပါကအပြစ်ပေးဆိုင်ရာဥပဒေကိုချုပ်ပေါ်ရရောက်နိုင်သည်ဟုစရမာကပြောကြားခဲ့ကြောင်းပြည်တွင်းမီဒီယာများကပြောကြားခဲ့ပါတယ်။မယုပရစ်မြန်မာပိုင်းအစီအစဉ်များကိုနေ့စဉ်ကြည့်ရှုအားပေးကြတဲ့အထူးကျေးဇူးတင်ရှိပါတယ်။မယုပရစ်ပြည်သက်များနဲ့တကွမြန်မာပြည်သူပြည်သားအပေါင်းတို့အားကိုယ်ဆန္ဒဖကျမ်းမာချမ်းသာပြီးပျော်ရွှင်လန်းဆန်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။